အားလုံးမင်္ဂလာပါရှင်ခက်စမေ LGBT audio book channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်စေကူဖပြနေတာကြတော့ညမလေးဆက်ရေးသားထားတဲ့ဘောင်းကျော့ရင်သွေးဆိုတဲ့ရာဇဝင်ဖိလေးကိုဖပြနေတာဖြစ်ပါတယ်စစ်ပေါ်တော့ခုစိတ်မကောင်းစရာတစ်ခုဖြစ်သွားတယ်ဘာလဲဆိုတော့စစ်ရဲ့အရင်ရင်းနေကြဝက်ပတ်အကောက်ကပြတ်သွားတယ်ပေါ့နော်ပြတ်သွားတာမဟုတ်ဘယ်လိုပြောမလဲပြောင်းဝင်လို့မရတာ Facebook နဲ့လည်းချိန်ထားတယ် Gmail နဲ့လည်းချိန်ထားတယ်ဒါမှမဟုတ်လုံးဝပြောင်းဝင်လို့မရတော့ဘူးပေါ့နော်အဲ့ဒါကြောင့်စစ်ဝက်ပတ်အသက်ထောက်ခွင့်ထားပါတယ်အဲ့ဒါအလေလာလို့ရပါတယ်လို့နှမျိုးမိတာကျတော့အမှစစ်ဖေးရင်းမဲ့အပုပ်ကိုပေါ့နော်ပလိုက်ချထားတယ်အဲ့ဒါတခုမှပြန်ပြီးမရတယ်လို့ဖြစ်သွားတယ်ဒါမဲ့လည်းကောင်းတာဖြစ်ဖို့ဖြစ်သွားတယ်လို့ပဲညွှန်နေပါတယ်ပြန်မမရတော့တာအဲ့ဆိုတော့အခုစစ်ကိုဗီဒီယိုလေးကိုနားမထောင်ခင်မှာ like and subscribe လေးလုပ်ပြီးတော့ share လုပ်ပေးပါလို့စစ်ကတောင်းဆိုပါတယ်နောက်ပြီးတော့စစ်ကိုအားပေးနေတဲ့တယောက်ချင်းစစ်တောင်းကိုလည်းကျေးဇူးများတင်ပါတယ်ဒီဖီလေးကိုဖတ်ခွင့်ပေးတဲ့မြန်မာလေးစစ်ကိုလည်းကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါတယ်ငါတော်တာစင်သူများအားလုံးကျမ်းမာချမ်းသာပြီးတော့အနေဘေးကင်းရှင်းကြပါစေလို့စစ်ကဆုတောင်းပေးပါရရှင်ဘောင်းကျော်ရင်သွေးအပိုင်း16မိအိမ်အလင်းရောင်ကောင်းစွာရစေရန်ရာဟုဖျောင်းတိုင်များကိုမီးလိုက်ညှိသည်ထို့နောက်ပင်လွှာတွေရဲ့ဘေးကိုဖက်လက်ဆစာအုပ်အားယူကာချလိုက်၏အနောက်နားစီမှအလွတ်ရနေသောခြေတံကြောင့်ခြုံတစ်ပတ်ကိုထုတ်ယူပြီးလှည့်လိုက်သည်ချိုးရည်တော့ဆောင်းကနေပြန်လာတဲ့စပြူဒီပတ်ကိုပေါ်တွင်အဝတ်ပါတစ်ခုသာရှိနေပြီးရာဟုခြုံပေးလိုက်တဲ့တပတ်ကြောင့်အနှွေးထက်ရစေ၏ဤကဲ့သို့ခိုင်းစေခြင်းပြုစေအားမလိုအောင်စပြူဒီပဘေးမှာရာဟုရဲ့နေ့ရက်တွေကနေသားတကြစပြူကစာကြည့်စပွဲမှာဝင်ထိုင်ပြီးစာအုပ်ကိုမလှန်သေးပဲသူ့ကိုလှမ်းကြည့်ပါဒီလကတပေါင်းဆိုတော့တရဖီပန်းနေပွတ်နေပြီလားပြောင်းလဲလာခြင်းမရှိသည့်တူပြက်ပြက်အတန်ဘေးလူမြင်မှာကအိုအောင်ရိုင်းသွားတယ်လို့သို့တော့အရှင်စပြူဒီပကမြည်သည့်အခါမှအရေးယူမည်မသိနိုင်ပေတိုင်းရပြည်ကမငြိမ်သေးလို့ညီတဲ့အခါတစ်ခါတော့အိတ်တောင်တော့ပေါ်သွားပြီးမင်းပြောတဲ့တရဖီပန်းကိုမြင်ချင်မိတယ်ဝေးတယ်မင်းကလမ်းပြလေရာဟုပြန်မဖြေပေရေချိုးပိကစားဖြင်းလို့သောစပြူမျက်နှာထက်တွင်ဖျောင်းနိုင်မိအလင်းရောင်ဟက်ကပိုဝင်းနေ၏နှစ်ယောက်တည်းရှိချိန်တွင်စကားကိုငါတုံးထလေးတွေမဆိုပဲစိတ်လွတ်လက်လွတ်ဖြင့်စပြူဒီပပြောတာကရဲကောင်ပြီးရင်ရာဟုသာဖြစ်သည်အရှင်မင်းကြီးဖေဟာညောင်နှန်းဆန်မိဖုရားကြီးဟေ့သည်ကြွချီလာကြောင်းပါဖေဟာတကားဆောင်မှု၏ရှောက်တင်တန်ဒီအချိန်ကဘယင်ဆက်တော်ခေါ်ရမည်အချိန်ဖြစ်တာကြောင့်သူကိုယ်တိုင်မြောက်စားထားတဲ့မိဖုရားတွေတောင်လာခွင့်မရှိသေးအရှင်ကိုယ်တိုင်စောင်းတော်ကိုကြွချီမှသာလျှင်ညနေကိုတွေ့ခွင့်ရသည်ယခုအကိုတော်ရဲ့ဇနီးဖြစ်သူကအချိန်မတော်မှလာတွေ့တာကြောင့်စပြူဒီပအငင်းငယ်စိတ်ရှုပ်သွားသည်သို့တော့လက်တလောသားဖြစ်သူမင်းလှငယ်ရဲ့အရေးရှိထားတာကြောင့်စပြူခွင့်ပြုလိုက်ရ၏မိဖုရားဟေတီကအရှင်ရဲ့စားကြည့်စပွဲရှေ့ထိရောက်လာကတချို့မုံပန်းကိုပေးသည်သို့တော့လက်တလောသားဖြစ်သူမင်းငါငယ်ရဲ့အရေးရှိထားတာကြောင့်စပြူခွင့်ပြုလိုက်ရ၏မိဖုရားဟေတီကအရှင်ရဲ့စားကြည့်စပွဲရှေ့ထိရောက်လာကအချို့မုံပန်းကိုပေးသည်အနည်းငယ်ကောင်းညွှန်လိုက်တော့လေအယုတ်အသေးပေးတာမျိုးလည်းမဟုတ်ရာထူးကြောင့်သာလေးစားပေးနေသလိုအရင်ကတည်းကမိဖုရားဟေတီဟာစပြူဒီပအပေါ်အမြင်မကြည့်တဲ့အပြင်ခေမိုးဖြစ်သူငရင်ဖြစ်စဉ်ကမချွလေးတဦးလိုသာဆက်ဆံခဲ့သည်ဧကရစ်တပါးဖြစ်လာမှသာသူမရဲ့ဉာဏ်ဆွဲကိုတိတ်ဝှက်ထားတာအရေးရှိပါသလားမကြီးတော့ထွေထွေထူးထူးတော့မဟုတ်ပါဘူး
အဆောင်မှာအညာမုံလေးတွေလှုပ်ဖြစ်လို့အရှင်ကိုရောစားစီချင်တာကြောင့်လာပေးတာပါ။အော်စပြူကမုံပန်းကိုကြည့်လိုက်ပြီ။ဒီချိန်ဆိုကိုရောကအသီးကလွဲပြီးတခြားမစားတော့ဘူး။မိဖုရားဟေတီရဲ့ပြုံးနေသောမျက်နှာအနှဲငယ်တည်သွားတော့လဲချက်ချင်းပြန်ထင်ကနောက်ရက်ဆိုအသီးယူခဲ့ပါမယ်။အချိန်မစောတော့ဘူးမကြီးတော့ထွက်သွားလို့မနေအောင်တမဲစကားအလှတုံတော့လဲမျက်နှာပြောင်တိုက်တဲ့နေရာမှာမိဖုရားဟေတီကပြိုင်ဘက်ကင်းသည်မျိုးကျသွားသည့်မျက်နှာအမူအရာချက်ချင်းဖမ်းယူပြီးဟောဒီကမကြီးတော့အရှင်သားကိုရင်ဖွင့်စရာလေးရှိလို့ပါပြောပါဟေတီကစပြူဒီပအနောက်တွင်ရှိနေသောရာဟုကိုကြည့်လိုက်ပြီးမိသားစုအရေးမို့တခြားလူကိုမသိစေချင်ဘူးကိုရန်တော်ပါလှုပ်ခနဲ့ပြောလိုက်ပြီးမှစပြူကိုအံ့ဩသွားသည်ရံမှုသည့်အတန်ကဘလို့ထွက်လာတာပါလေမိဖုရားဟေတီလည်းရုတ်တရက်ကြောင်အံ့သွားပြီးသူတို့နှစ်ယောက်ကိုမျက်လုံးပြူးကကြည့်နေသည်ထို့ကြောင့်စပြူလက်ဟန်နဲ့ရာဟုကိုအမြန်ထွက်သွားဖို့ပြောလိုက်၏ရာဟုအဆောင်တကားကိုပြန်မပိတ်ခင်မိဖုရားဟေတီရဲ့တားတော်ငယ်ကြောင့်စိတ်တော့ကရောက်နေပါတယ်ခင်ဗျာဆိုသည့်အတန်နောက်ရည်သည့်အတန်မှထပ်မကြားရတော့အပြင်ကတကားဆောင်မှုပေးမှသာကြောက်ရွံ့တပွဲရက်နေသည်ညင်တဖြည်းဖြည်းနှက်လာသည့်အထိမိဖုရားကပြန်မထွက်လာသေးသူမနောက်ကလိုက်ရတော့အစီကံနဲ့အထိန်တော်တွေလည်းဘေးရမှန်နှန်းဆောင်ရှိမှဒူးတုပ်လျက်သာရှိနေသည်နန်းတွင်ထဲတွင်ကင်းလှည့်ရသည့်သူမအိမ်ဖန်တော်မှုဖြစ်ပြီးမတင်ငါစရာရှိပါကပြဲတိုက်တော်သို့တန်တော်ဆင်း၍ပို့ဆောင်ပေးရသူဖြစ်သည်ထို့သောနန်းတွင်ထဲလှည့်လည်နေရင်အရှင်ရင်မှန်နှန်းဆောင်ကိုရောက်တော့အပြူတော်တချို့နှင့်မိဖုရားဟေတီရဲ့အထိန်တော်ကိုမြင်လိုက်ရတာကြောင့်တေချာအကဲခတ်လိုက်သည်ဒီချိန်ကြမှအဆင့်အဆောင်ထဲရောက်နေတာဖြစ်တဲ့သည်မဟုတ်ဒီချိန်ကြမှအရှင်အဆောင်ထဲရောက်နေသည်မှာဖြစ်တဲ့သည်မဟုတ်ငကိုကလေးကမှကောလာဟာလာထွက်ပါလေဆိုမိဖုရားကအနေထားမစင်မကျင်ပြုနေသည်အိမ်ဖန်တော်မူကခတ်တွတ်ရှောင်းရင်သူအားစိုက်ကြည့်နေသလိုခံစားရတာကြောင့်မှန်နှန်းဆောင်ဖက်ပြန်လှည့်ကြည့်လိုက်တော့တကားဆောင်ပေးမှရက်နေသည့်ဘရင်ကိုရန်တော်ထိုသူကတစုံတစ်ခုအတိပေးခြင်းနေသလိုစူးစူးဝါဝါစိုက်ကြည့်နေ၏သူကြည်တွေကိုနားမလည်ပေမဲ့ကိုရန်တော်အပြင်ရောက်နေမှတော့အဆောင်ထဲမှာအရှင်နဲ့မိဖုရားဟေတီနှစ်ပါးတည်းဆိုတာသိလိုက်ရတာကြောင့်သူ့၏ခြေလက်များကပို၍တွက်ခါအပြေတစ်ပိုင်းလျှောက်သွားသည်ထို့နောက်မေတော်မဟာဒေဝီဆံမြန်းသည့်အဆောင်ကအိပ်ဖန်တော်ဆောင်ကိုအတိပေးလျှောက်တင်ခိုင်းလိုက်လေသည်တိတ်မကြသောအချိန်မှာမေတော်မဟာဒေဝီကမှန်နှန်းဆောင်ကိုကြွားမြန်းလာပြီးအဆောင်တကားဖွင့်စေ၏သူမရဲ့အနောက်ကနေရာဟုလိုက်ဝင်သွားတော့မိဖုရားဟေတီကမျက်ရည်ကိုပဝါဖြစ်တုတ်ခါတအီအီပြူနေသည်စပြူကတော့ထိုင်ခုံမှသာပုံသေးမျက်နှာနှင့်ထိုင်နေစေတကားဖွင့်တန်ကြောင့်ကြောပေးထားတဲ့သူမကဒေါသတကြီးလှည့်လာကရန်ထောင်မှုအပြုမြင်လိုက်ရသူကြောင့်ချက်ချင်းကိုဟန့်သွားသည်အမေစပြူဒီပါကမဟာဒေဝီကိုမြင်တော့ထိုင်ရာကထလာပြီးသူ့နေရာကိုပေးသည်သို့သောမေတော်ကမထိုင်မဲတီကြည်လှတဲ့သူမမျက်နှာဟာငကိုထပ်ပိုးပြီးတင်းမာလျက်မိဖုရားဟေတီကိုအလွန်အမင်းမျက်နှာအပြောင်းအလဲမတိတာတော့လဲအမြဲကော့ညွတ်နေသည့်နှကန်းတောင်စုံလေးပျောက်ကွယ်နေသည်ထိုနည်းသူမဒေါသထွက်နေကြောင်းသိနိုင်၏နေဘာချိုးချိုးနေတယ်လဲငါသိတယ်ဟေတီကြက်ကြက်တရီထားနေနာမည်ပြတ်မရှိသလိုမင်း30တိုင်တိုင်ဩဇာညောင်းသည့်မင်းသမီးတပါမှုဟေတီမှာငေကြောက်ဖြစ်သည်ခေါင်းနောက်ပြန်မပေါ်နိုင်မဲရှက်စိတ်ဖြင့်သာအဆောင်ထဲမှအမြန်ပြေးထွက်သွားသည်
ထိုအခါမှမေတော်မဟာဒေဝီမျက်နှာထားကိုပြန်လျှော့လိုက်ပြီးစပြုကိုကြည့်ကတောင်နှန်းဆန်မိဖုရားကောင်မြောက်ဖို့တားတော်ဘုရင်မင်းမြတ်အလေးပေးတဲ့နေပြီမိဖုရားဟေတီရဲ့ခြေလက်အစ်စ်ကစပြုဒီပတ်ကိုဥတီနေတယ်ဆိုတာအသေးအချာပဲနန်းတွင်အရေးမှာကြိုတင်ပြင်ဆင်မှုတွေရှိတာတောင်လွဲချော်သွားခဲ့ပါကအရာရာဟာအန်ဒီရဲ့ဖြစ်ပြီးသူတို့တစ်ဆက်ကလေးမှအမှားမခံဘဲစောင့်ကြည့်ဖို့လိုသည်မဟာဒေဝီကစပြုဒီပတ်ရဲ့ဘတ်တော်သားပြီးပြီးအိမ်ဖန်တော်ဆောင်တွေကိုပါတေချာအနိကစောင့်ကြည့်ခိုင်းထားခြင်းဖြစ်သည်သူမသာမလိုက်လာခဲ့ပါကမိဖုရားဟေတီကတည်င်းထွက်အောင်မနက်ထိနေမိပေါ့ဒါကိုစပြုလက်သဘောပေါက်တာကြောင့်ခေါင်းညိပြလိုက်ပြီးအမေပြောတဲ့အတိုင်းတားတော်လှုပ်ဆောင်လိုက်ပါမယ်နန်းဆောင်နဲ့ရောက်တဲ့အထိကြောက်စိတ်နဲ့မခံမရက်နိုင်ဖြစ်နေသည့်စိတ်မှာမငြိမ်သေးဟေတီလက်ဖြားများတုံကြီးကမြင့်ရည်များပင်ကျလာခဲ့သည်သူမဟာတမတ်အရက်သူအဖြစ်မွေးဖွားလာခဲ့တော်လဲရွှေမျိုးများရဲ့နှောက်စားမှုမိသားစုရဲ့အရေးပေးမှုနဲ့ကြီးပြင်းလာရသူအရွယ်ရောက်တော့လဲလှပလုံးနဲ့သူမရုပ်ရည်ကြောင့်အရှင်ဘုရင်ကတော့တော်ကောက်သည့်အထိနာမည်ကိုတရင်ကြီးတဲ့သူဒါပေမဲ့အမြဲထိတ်ဆုံးမှာပဲဦးစားပေးခံရတဲ့သူမခေမိုးဖြစ်သူမြို့သိမ်းမင်းရဲ့ချစ်ခင်နှစ်သက်မှုကိုရရှိခဲ့တာတောင်မဟာဒေဝီကိုမကျော်လွန်နိုင်ခဲ့ဘူးအရင်ဘုရင်ရဲ့မိဖုရားဖြစ်ပါလျက်မြို့သိမ်းမင်းလက်ထက်မှာပါတောင်ညာဆက်မိဖုရားခေါင်းကြီးနေရနေတာသူမကနန်းသွေးနန်းလျာမဟုတ်ဘူးဆိုတဲ့ပြစ်ချက်တစ်ချက်ထဲနဲ့တင်အရာရာကိုရှုံးနေတာဖြစ်တဲ့သလားအခုလေသားတွေမွေးထားပါလျက်နဲ့တယောက်မှသုံးစားမရအောင်သူမကိုစိုးကြိုးလိုပဲပေးနေကြတာဟေတီလဲမဟာဒေဝီလိုမိဖုရားကောင်ဘာလို့မဖြစ်ရမှာလဲသူလဲနောက်တက်တဲ့ဘုရင်နဲ့ထက်ယူပြီးဆံမြန်းခဲ့တာကိုဟေတီကြမှနိုင်စားနေတာကတရားမျှတရဲ့လားခဏခဏပွဲချီနေသည့်ကြွေးတံများနဲ့ကြေးမုံများကသူမရဲ့ဒေါသဖြည့်စရာထိတ်ဆုံးကိုရောက်နိုင်ဖို့အတွေးမှလည်းရပ်တန့်ဖို့မရှိအရာရာရဲ့အထက်မှာရှိနေဖို့ရသမျှနီလန်းနဲ့ကြိုးစားရပုံမီဖြစ်သည်မေရမဟာဒေဝီကကျိန်လိုက်လို့ဘေးအဆောင်တော်ကနေမိဖုရားဟေတီပြန်ထွက်သွားပါပြီမြေတော်ကနန်းဆောင်ကနေအရေးတကြီးကြွားမြန်းသွားတယ်ဆိုတဲ့သတင်းကြောင့်ရေကောင်အထောက်တော်လွှတ်ပြီးစုံစမ်းခိုင်းလိုက်တာဖြစ်သည်ထိုတပ်သားကအကြောင်းစုံရှောက်တင်ပြီးတာနဲ့သူ့ကိုပြန်နာစေလိုက်၏ဒီချိန်လောက်ဆိုနန်းတွင်ထဲမှာမိဖုရားဟေတီအရှက်ရကြောင့်ပြက်နေတော့မှဖြစ်သည်မင်းလှကြီးကအခုထိတတိမရသေးပဲမိမိရဲ့အဆောင်မှာရှိနေလို့တော်သေးတာပေါ့မဟုတ်ရင်စိတ်မကောင်းဖြစ်အောင်ပါသူ့ပေါ်မကောင်းတဲ့မိခင်ဆိုပေမဲ့ဒီကလေးကအမေကိုတအားခင်တွဲတတ်တာရေကောင်ကိုအတွင်းနဲ့ကိုအဆောင်နဲ့ပြုံးရင်သပြင်းချလို့တော့မဆုံးသေးတကားဝမှာရက်နေသည့်ပုံရင်လေးကြောင့်သူ့ခြေလမ်းတွေအနည်းငယ်တန်သွားသည်ရန်သူတရားစီချင်းထိုးနိုင်တော့လဲချေရသူမျက်နှာညှိုးတာကိုတော့ရင်ဆိုင်မှုခလာ၏ယခုဖြစ်တဲ့จิตနာကတစ်ဖက်စီရဲ့မိခင်တွေဖြစ်နေတာကြောင့်ရဲကောင်ဘလို့စကားဆရမှန်းမသိအထောက်တော်လျှောက်တဲ့စကားတွေအကုန်ကြားသွားတော့လဲမင်းလာကြီးကဘာမှမပြောဘဲအဆောင်နဲ့ပြင်လှည့်ဝင်သွားကတရင်ပေါက်ကနေလာကိုကြည့်နေသည်ရဲကောင်အနာသွားပြီးအဝတ်ပါးလေးပေါ်ကနေတဆင့်တပတ်ခြုံပေးလိုက်သည်ထို့နောက်နှစ်ယောက်စလုံးညီသည့်စကားမှမဆိုဖြစ်ဝိုင်းဆက်သောဆန္ဒလာကိုဗရမ ्या မျိုးစားကမီးလေးမော့ကကြည်နေပြီစစ်သူကြီးကတော့သူ့ရဲ့အသေးနှလုံးဖြစ်တဲ့ဗရမ ्या မျိုးစားကိုသာငေး၍နေလေသည်အပိုင်းစကွန်ပုံဝင်ခြင်းလောက်ပါပြီးလေကောင်းလေတန်ပိုးရသောလက်ဖက်ရည်တော်ဆောင်တွင်ပုံမှန်ထက်လူပုံများနေသည်
စပွဲရဲ့ထိတ်ဆုံးမှာစပြူဒီပရှိနေပြီးဘေးတစ်ဖက်စီမှာတော့စစ်တင်နာပတိချုံနဲ့သူ့ရဲ့သားမင်းရဲနန္ဒာတစ်ဖက်တွင်မေတော်မဟာဒေဝီနဲ့စစ်သူကြီးရဲကဘယင်နဲ့အနီးဆုံးဘေးမှာကတော့ညမင်းသားငယ်ဖြစ်သည်သူ့နောက်မှာရက်နေတဲ့ရာဟုကလွဲရင်ရှိနေတဲ့လူအကုန်လုံးကစပြူဒီပရဲ့ဘတ်တော်သားများသာစัจ जा မင်းတစ်ပါးမှာရှိတဲ့သောလှခြင်းတွေနဲ့ပြည့်စုံသည့်မိဖုရားရှာရန်တိုင်မြင်နေကြခြင်းဖြစ်သည်လက်အောက်ခံဗရေတရစ်နိုင်ငံတွေကမိန်းသမီးတွေရဲ့ပကြီးကားများကစပွဲပေါ်မှာလက်ဖက်ရည်ခွက်များနဲ့အတူအပုံလိုက်ရှိနေပေမဲ့သဘောမတွေ့ကြပေတိုင်းကြီးတစ်ခုလုံးကိုအစိုးရမဲ့မင်းတစ်ပါးရဲ့ဘေးမှာရှိနေရမယ့်တိုင်းပြည်ရဲ့မိခင်မိဖုရားခေါင်ကအလားတရားတစ်ခုတည်းရှိနေလို့မဖြစ်သတ်မှတ်ထားသည့်စံချိန်စံညွှန်းကိုမိနေမှရမည်ထို့ကြောင့်လက်အောက်ခံမဟုတ်တဲ့တခြားပရိသတ်နိုင်ငံတွေကနေထက်ဆောင်ဆန်းထားတဲ့ပကြီးတွေကိုကြည်ကြတော့သူတို့အကုန်လက်ခံနိုင်သည့်အမျိုးသမီးကိုတွေ့သည်သူမကမင်းသမီးတစ်ပါးတော့မဟုတ်နိုင်ငံတစ်ခုရဲ့မိဖုရားတစ်ပါးဖြစ်ပြီးနေပြီသားသို့တော့ရည်မှတ်ချက်ပြင်းထန်နေတဲ့ဘုရင်တစ်ပါးအတွက်ဒါကတော့အမှုထားလိမ့်မည်မဟုတ်ဗန်းနိုင်အတွက်လိုအပ်သည်ဆိုရင်တခြားအရေးတွေထည့်တွက်เสียမလိုပေစပြူဒီပအတွက်တင့်တော်တယ်လို့ယူဆရင်အကြောင်းပြချက်ဆိုတာရှိမနေရဘူးစာကြောင်လွှာနဲ့အတူတမန်တော်လွတ်ဖို့မိန့်ပေးရနှင့်ညာစွာသောပကြီးကားတွေကိုပြန်သိမ်းခိုင်းလိုက်သည်ထိုအခါမှစပွဲပုံမှရှင်းသွားပြီးလက်ဖက်ရည်ခွက်ကိုယူတော့ကစစ်တင်နာပကြီးသုံးမှစကားဆလာ၏မိမကောင်းမမမြတ်ကိုရှာဖို့ကျွန်တော်မျိုးလဲစံတာရှိနေပါတယ်အသက်အရွယ်အရမုတ်စိတ်များနှင့်ဦးမီးနေတော်လဲအကြီးတော်ရဲ့မျက်လုံးများကငယ်ရွယ်၍စစ်သွေးတက်ကြွနေမည်ဖြစ်သည်စပြူဒီပမှသူ့၏စကားကိုခဟာဟာရီလိုက်အကြီးတော်အတွက်လားဘယ်ဟုတ်ပါမလဲရှင်ဟောဒီကသားတော်အတွက်ပါစပြူဒီပရဲ့စာနာမှုကိုလည်းအသေးအတန်ညင်းပြီးပြောလိုက်တော့အကြီးတော်ရဲ့စကားကိုတခြားသူတွေရင်မောပေမဲ့ညာမင်းသားငယ်တော့မပါပဲငှက်ထားပြီးကစားရင်းနှွေးခတ်ကိုရောင်ရမ်းကဖြစ်ဖိကင်လိုက်မိသေးသည်ပူသွားသောလက်ကိုခုံအောက်တို့သာထိန်ခေါင်းကိုနှုံးလိုက်၏ဘေးမှာအနည်းဆုံးရှိနေသောစပြူဒီပရဲ့မျက်လုံးများကဧကရစ်တစ်ပါးပြပီအလွန်နှင်လှပြီးအကဲခတ်မြင်သည်သူလိုပဲအကြီးတော်လည်းမြင်မိမည်ခုံအောက်ကနီးရဲသွားတဲ့လက်ကလေးပေါ်ကိုစပြူဒီပခက်ဖွားဖွားလေးကန်ကပုတ်ပေးနေသည်ကိုတော့အနောက်မှရှိတဲ့ရာဟုတယောက်ထဲသာမြင်သည်နန္ဒာနှစ်သက်ရာကိုပေါင်းဖတ်ပါစေအကြီးတော်ဆန္ဒမစောပါနဲ့ဖုံးတော်ကြီးမြတ်တော်မူသောအရှင်ဖေအားကျွန်တော်မျိုးကကောလာဟာလာအတင်းဖြစ်စကားကြားရတာအင်မတန်မနှိမ့်ညွတ်တဲ့သူဒါကြောင့်တားနန္ဒာကကျွန်တော်မျိုးရဲ့သဘောအတိုင်းလိုက်နာနေချိန်မှာမဖြစ်တဲ့တာမဖြစ်ရအောင်ကြိုတင်စီစဉ်မှုပြုလုပ်ရခြင်းပါဖေအားအိမ်တော်မှာချွေးမှရှာတာကိုဒီလိုပြောနေစရာမလိုပေမဲ့စစ်တင်နာပတိချုပ်ကရည်ရွယ်ချက်ရှိရှိကိုဒီစကားဝိုင်းမှာဖွင့်ဆိုလိုက်ခြင်းဖြစ်သည်စပြူဒီပစုပ်ကန်ထားတဲ့ညာမင်းသားရဲ့လက်တွေတုံရင်နေတော့လဲသူ့ဘာမှဆက်ပြီးမပြောဖြစ်နန္ဒာကိုလှေးကြည့်လိုက်တော့ညင်းဆိုခြင်းတဘောတူခြင်းမရှိပဲလက်ဖက်ရည်ခွက်ကိုသာစိုက်ကြည့်နေသည်ထိုအချိန်ညင်သာသည့်ရေတံကတစ်ဖက်မှထွက်ပေါ်လာပြီးမေတော်မဟာဒေဝီစကားဝိုင်းထဲဝင်လာသည်ကျမအနေနဲ့ကတော့ဘေးလူရဲ့အတင်းဖြင့်စကားထက်မိမိရဲ့ရင်သွေးစိတ်ချမ်းသာဖို့ကအရေးကြီးတယ်လို့ယူဆတယ်မေတော်ကြီးကစကားပြောရင်းဘေးမှာရှိသည့်စစ်သူကြီးရဲကောင်ကိုပြုံးပြသည်မိဖုရားကြီးရဲ့သဘောထားပြေဝကြောင်းပါမပြေဝနိုင်တဲ့ကျွန်တော်မျိုးကသာတိမ်ငင်မိပါတယ်ဖေ။သို့ပေမဲ့ပြောင်းလဲမည်မဟုတ်ပါ
စကားဝိုင်းသည်ထက်ဆက်လို့အဆင်မပြေတာကိုစပြူဒီပတိတာကြောင့်အချို့ပွဲပြင်ဆင်ခိုင်းပြီးထိန်လိုက်သည်ထိုအခါမှလက်ရှိအရေးကြီးသောမိဖုရားကိစ္စကိုသာပြန်ဆွေးနွေးသွားကြ၏သူရိယတိုင်း၏တောင်ပတ်ဖျားတွင်ရှိသောဗရေတရစ်နိုင်ငံတစ်ခုနာမည်ကဟင်းသာတိုင်းမြေဟုတွင်သည်လက်အောက်ခံနေမည်မဟုတ်တော့လေတိမ်ယူမှုမပြူအောင်မဟာမိတ်ဟုနာမည်ခံကသူရိယတိုင်းကိုအခွန်ပန်းနာဆက်သား၍အရေးခိုးနေသည်ထို့ကြောင့်တပြည်နှင့်တပြည်ကုံသွယ်မှုလည်းရှိပြီးစပြူဒီပအရှင်ကတိုက်ခိုက်မသိမ်းယူပဲလူငင်းခွင့်ပေးထားသည်ဟင်သာတိုင်းပြည်တွင်အနုပညာလက်ရာထွန်းကားပြီးမိမပြူများမှလည်းလွန်စွာချုံမောကြောင်းနာမည်ကြီးသည်ရုပ်အစဉ်ကိုလောင်းကိုကောင်းနှင့်ညနာတွင်ပြင်အားမိဖုရားမဟာဒေဝီရဲ့မျိုးနွယ်ကဲ့သို့ဩဇာကြီးမားသည့်အလားမျိုးမဟုတ်ဘဲနာခံသည့်အတွင်နှင့်ကြည်လင်သည့်ပုံကိုဆောင်သည်သူရိယတိုင်းမှတသမန်ရောက်ရှိလာတော့အရှင်ဘုရင်ကိုယ်တိုင်ကြိုဆိုပြီးညီလာခံခန်းမထဲတွင်ဧဝတ်ပြု၏သို့သောထိုတန်တမန်နှစ်ဦးယူဆောင်လာသောလက်ဆောင်ပဏာမများထဲမှစပြူဒီပရဲ့စာလာပါအကြောင်းအရာကိုတော့ဟင်းသာတိုင်းရဲ့ဘုရင်စင်ရင်မင်းမသိရှိရသေးပေဘုရင်စင်ရင်မင်းရဲ့ဘေးပလင်ပေါ်မှာအတူရှင်တွဲထိုင်နေသောမိဖုရားတစ်ပါးအားတန်တမန်နှစ်ဦးကိုမြင်တွေ့လိုက်ခြင်းခဏတမျှစွန့်အားသွားသည်လာချင်းကုံကိုမြည်တို့ဖော်ညွှန်းရမှမသိအောင်ပင်ထိုမိဖုရားရဲ့တည်ရှိမှုကထူခြား၏စัจ जा မင်းရဲ့မိဖုရားကောင်ဖြစ်တိုက်သောလက္ခဏာရများမှာရုပ်အစင်းအင်္ဂါကြည်လင်ပြီးကောင်းခြင်းငါးဖြာနှင့်ပြည့်စုံရမည်နတ်အစင်းကဲ့သို့လှပပြီးချမ်းသောကာလမှာသူမကိုကနှွေး၍ပူသောကာလတွင်အေးနေမည်ကိုသိင်းရင်မှာ12ခုနှံ့ဖြစ်ပြီးကတွင်း၌ကြာညုံနှံ့တင်းရမည်ကိုရောင်ကိုဝါတောက်ပါပြီးမြင်သူငေးရမည်အလှမျိုးပင်ဤအချက်တို့နှင့်ပြည့်စုံသောအမျိုးသမီးမှာစင်ရင်မင်းဤပေးနာမျက်နှာတော်ငုံ၍မခုတ်တီယိုလေးထိုင်နေသောမိဖုရားထံတွင်အလုံးစုံရှိနေသည်တခြားလက်ဆောင်တွေဆက်တပြီးတာနှင့်တန်တမန်နှစ်ဦးတည်းကတဦးမှာရွှေပေလွှာကိုဖွင့်ကားသူရိယတိုင်း၏အရှင်မင်းမြတ်အပေါင်းတို့ရဲ့ဧကရစ်စัจ जा မင်းလောင်းဝိကရမသူရိယစပြူဒီပရာဇာဓိပတိ၏အမိန့်တော်ထုတ်ဆင့်လိုက်သည်ကဟင်းသာတိုင်းပြည်၏ဘုရင်စေရင်မင်းလိုက်နာရန်စัจ जा မင်း၏မိဖုရားဖြစ်ထိုက်သောအစင်းရှိသည့်မိဖုရား12ခုမင်းအားသူရိယတိုင်း၏အရှင်စပြူဒီပထံသို့ဆက်တရန်ဖြစ်သည်ဘာပလင်ပေါ်မှစင်ရင်မင်း၏မျက်နှာချက်ချင်းတင်းမာသွားပြီးတန်မြတ်အားတင်းတင်းဆုပ်ကန်လျက်អော်လိုက်၏တန်တမန်များကလည်းပေလွှာကိုဖက်ချပြီးခက်တီတစ်ပင်ရက်နေ၏ငါပိုင်နဲ့ထဲလာပြီးဒိနှောကများရရဆဆအင်အားမမျှလို့ခေါင်းငုံနေခဲ့တာကိုအခုတက်နှင်းဖို့တွင်းနေလေပြီဘေးကမိဖုရားကိုငှဲကြည့်တော့ဒုတုတ်ထိုင်ထားသောပေါင်ပေါ်ကလက်သီးဆုပ်ကလေးတုံရင်နေတာမြင်ရ၏မိမိအပိုင်ဖြစ်နေသောဒီအလှတရားဟောဒီမိဖုရားကိုပိုင်ဆိုင်ခြင်းလို့အကိုဖြစ်သူကိုတော့အစိတ်ခတ်သက်ပြီးပလင်းနဲ့အတူနှစ်သက်လွန်းလာတဲ့သူမကိုသိမ်းယူထားတာဒါကိုလာပြီးအရန်သစ်ဆက်သားဖို့အမိန့်ပေးနေရပေါ့ဒင်းကားများအဲ့ဒီတတိရုပ်တိုင်းပြည်ကကျုံနှကောင်ကိုချုပ်နိုင်ထားလိုက်ကြစမ်းဘုရင်အမိန့်ရတာနဲ့စစ်တီတွေကသူရိယတိုင်းကတန်တမန်နှစ်ဦးကိုကျိုးဖြစ်တုံ့နှောင်လိုက်သည်ညီလာခံတွေကပညာရှိများနှင့်တေနာပတိများကမျက်နှာပြည့်ရင်းသွားပြီးဘုရင်အားအကျိုးအကြောင်းလျှောက်တင်ဖို့ကြိုးစား၏အရှင်မင်းကြီးဖျားတိုင်းပြည်တစ်ခုကဆေလွတ်တဲ့တန်တမန်ကိုအခုလိုပြုတ်မှုလိုက်ရင်စစ်မှန်ကြီးညာလိုက်တာနဲ့အတူတူပါပဲဖေဟာဗစက်ပိတ်ထားစမ်းအမမင်းသူတို့ပြောတာနင်မကြားဘူးလားမှန်ပါဖေဟာထားရင်လည်းနေတိတ်ရင်လည်းတေရပါမယ်ဖေဟာသူတို့စကားကိုကျွန်တော်မျိုးတော်တောင်ကြားရတာဒေါသထွက်ကြောင်းပါတို့ပေမဲ့
သူရိယတိုင်းရဲ့စစ်အင်အားကတိတ်ဆန်းဒီလိုနဲ့ပဲငါကိုတော့ကမိဖုရားကိုဒီတိုင်းပေးလိုက်ရမှာလားဟေးအဲ့ဒီကျွန်တော်ကိုအကျဉ်းကန်းနဲ့ထည့်ပြီးနေကွယ်တာနဲ့ခေါင်းဖြတ်တပ်ပလိုက်အရှင်မင်းကြီးဖုရားအမိန့်တော်ကိုပြန်ရောက်သိမ်းပေးတော်မူပါဖုရားမူမတွေပြပြတလဲတောင်းဆိုတော့လဲစင်ရင်မင်းမှာနည်းနည်းလေးမှအရေးမဆိုင်ပဲမိဖုရားလက်ကိုဆွဲ၍နီလာခန်းထဲမှထွက်သွားသည်နောက်ကျိုးတီဗီခေါ်သွားတော့တန်တမန်နှစ်ဦးကိုကြည့်ကရောက်ရှိလာတော့မဲ့စစ်ပွဲကြီးကြောင့်ရှင်လေးနေကြတော့၏သူတို့ရဲ့ဘရင်စင်ရင်မင်းမှာချစ်ရတဲ့မိဖုရားကလွှဲရင်ကျန်တာဘာမှမြင်သူမဟုတ်ပေအပိုင်းဆက်ရှင်ဟင်သာတိုင်မီဤညချမ်းအချိန်အခါစစ်မှတ်မရောက်ရှိလာသေးတာကြောင့်တိတ်ဆိတ်ဟန်ရှိတော့လဲအမှုတမ်းများရင်ထဲတော့မငြိမ်းနိုင်သည့်မိများရှိနေသည်ရိတ်ခါလက်နက်စသည်တို့ကိုပြင်ဆင်စရာရှိရာပြင်ဆင်နေ၏စစ်ပွဲအတွက်ကြီးကြပ်ဖို့တောင်းဝန်အသီးသီးပေးပြီးတာနှင့်ဘရင်စင်ရင်မင်းကသူ့၏နန်းဆောင်ကိုမပြန်မဲအနောက်နန်းဆောင်ဘက်ကိုကြွားမြန်သွားသည်ထို့နောက်နန်းတွင်အဆောင်ထဲမှသူကိုယ်တိုင်အလှဆုံးပြင်ဆင်ပေးထားသည့်တောင်နန်းဆန်မိဖုရားကောင်းကြီးရဲ့အဆောင်တော်ထဲကိုသွားပြီးအခြေရန်များကအပြင်မှတင်နေခဲ့ကြသည်စင်ရင်မင်းဝင်သွားတော့တလွန်ပေါ်မှာလဲလျောင်းနေသည့်လူမကအတွေးများကအိတ်မပြောနိုင်ကြောင်းတွေးရသည်သူကိုမြင်တော့ကပိုကယိုလေးညင်သာစွာထလာပြီးအယုအသေးပေး၏စင်ရင်မင်းကသူမနဲ့အတူတလွန်ပေါ်မှာထိုင်လိုက်ပြီးနူးညံ့ပြေဖြိုးနေသည့်ပါးပြင်လေးအားလက်နှစ်ထီကပုတ်တရင်ငါကိုတော့မင်းကိုဘယ်သူမှမမြင်နိုင်တဲ့နေရာမှာဖွက်ထားခြင်းလေရှေးကျန်းစာတွေထဲကဖန်ပေါင်းချောင်တွေမှာဆေးရိပ်စိမ်ထားတာတကယ်လုံးလို့ရရင်မင်းကိုတပ်ပြီးရုပ်ကလပ်ကိုတော့တယောက်တည်းတင်ထားနိုင်မှာညိုသေးတွေနဲ့စိုက်ကြီးကပြောနေတော့ဘရင်တပါးဤအတတုံလုံးနေတဲ့မိဖုရားမှာတော့ဘာမှပြန်မပြောနိုင်သူမရဲ့အလှတရားကပဲစစ်တွေနဲ့အသက်တွေကိုချွေယူပြီးသူမကိုယ်တိုင်ကဒုက္ခပေးနေခဲ့ခြင်းဖြစ်သည်သူရိယတိုင်းတွင်အရေးတကြီးနီလာခံကျင်းပနေသည့်အဆောင်တော်ကြီးထဲတွင်စစ်တင်နာပတိများအဓိကတာဝန်ကျသည်စာကြုံဝါနဲ့လွတ်လိုက်သောတန်တမန်တော်ကိုတက်လိုက်တာကစစ်ပွဲကြော်ညာလိုက်တာနဲ့သူသည့်သဘောဖြစ်တာကြောင့်စပြူဒီပချက်ချင်းစစ်မှတ်ပြင်ဖို့ရဲခေါင်ဖြစ်ဆွေးနွေး၏စစ်သူကြီးမဟာသူရကျော်ထင်ကတိုက်စင်300မြင့်တက်900စစ်တီရဲ6000နဲ့ရှေ့ပြေးတက်ကိုဦးဆောင်ပြီးပင်မတက်မကြီးကိုတော့တိုက်စင်900မြင့်တက်1000စစ်သူရဲ2000နဲ့အရှင်စပြူဒီပကိုရိုင်းချီတက်သည်ဘေးပြင်တော်မူမင်းရဲ့နန္ဒနဲ့အကြီးတော်စစ်တင်နာပတိချုပ်ကမြို့ဆောင်တက်ကြံ၏နယ်နိမိတ်ချင်းထိစပ်နေသည့်နိုင်ငံဖြစ်တာကြောင့်တစ်ဖက်ကိုရောက်ဖို့ခရီးအဝေးကြီးနှင်းစေရမလို့စပြူဒီပါရဲ့ပင်မတက်ကြီးရောက်ရှိသွားခြင်းစစ်သူကြီးရဲ့ရှေ့ပြေးတက်နဲ့တင်ဟင်းသာတိုင်းကမြို့ရိုးပေါက်၍ခံတက်ပွင့်နေလေပြီပရိတရင်နဲ့ဧကရစ်ဆိုသည့်အရှိန်အဝါကအင်အားချင်းရှင်များအောင်ကွာခြားသည်ဘေးနိုင်ငံတွေကလည်းစပြူတီပလက်အောက်မှာရှိနေရကြောင်းကိုလေပင်ကိုကျိုးဝင်းစွမိအရေးရှောက်တင်းကစစ်ကူလဲမလားရဲကောင်နဲ့လက်စနဲ့တင်ဟင်းသာတိုင်းပြည်ရဲ့ဘီရင်စင်ရင်မင်းမှာလှန်ချက်ထိပ်ပြီးထွက်ပြေးရသည်ပြင်ပတ်မှာလှန်ဆိုင်ရဲ့တန်လမ်းမဲနန်းဆောင်တွေစီစင်နဲ့ဝင်ပြေးလာ၍အနောက်နန်းဆောင်တွေကမိဖုရားကိုခေါ်ထုတ်ခိုင်းသည်အချွေအရန်နဲ့တသားကာယံထားသည့်ချစ်လှစွာသောမိဖုရားကိုငေးကြည့်ရင်သူ့ရင်ထဲမှာလှန်ဆိုင်ချက်ကပုံမစုအောင်လာသလိုဒီလောက်လှတဲ့အလှတရားကိုငါမှမပိုင်ရရင်တော့ဘသူမှမပိုင်စေရဘူးစင်ရင်မင်း၏အတွေ့ကိုမတီးသောအချွေအရန်တွေကမိဖုရားနှင့်အတူထွက်ပြေးမယ်ထင်နေကြသည်သိ
သို့တော့ဘုရင်ကမိဖုရားကိုစင်ပေါ်သို့မသိမဲစီးနှင်းရဲ့အတားတိုက်စင်ကြီးကိုလွှတ်လိုက်၏ဝယုံသုံးကထွက်ပြေးကြတဲ့အစီကံတွေကြားမျက်လုံးစုံမင်းကရက်နေသည့်မိဖုရားကတော့ထိုနေရာကနေတလန်းမှရှောင်တိန်ခြင်းမပြုခဲ့တိုက်စင်ကြီး၏ခြေတော်အောက်မှာကျင်းမနေတဲ့မိဖုရားအဆောင်အယောင်တချို့နန်းတွင်သူတွေအလံတကြားသူတို့သခင်မကိုတာ၍ငိုတာလန်ဆိုင်ရဲ့ဘုရင်ကတော့မိဖုရားကိုနင်းတက်လိုက်တဲ့စင်ပေါ်မှာတင်သူလဲကံတော်ကုံသွားလေသည်ဒါဟာချစ်ချင်းနဲ့အတူဖုံးလွှမ်းနေတဲ့အတ္တတွေရဲ့မြင်ကွင်းတစ်ခုစပြူဒီဘကသူ့အတွက်ခွင့်ရေးဆုံးရှုံးသွားပြီမဲ့နန်းသိမ့်ပြီးတာနဲ့နှစ်ယောက်လုံးကိုကောင်းစွာတကြိုစေသည်ထို့နောက်စင်ရင်မင်းရဲ့အဆက်အနွယ်တွေကမင်းသားတစ်ပါးကိုနှံ့တင်ပြီးသူ့လက်အောက်ခံအဖြစ်တစ္ဆာပေးကမြို့တော်ကိုပြန်ပြီးအလို့ပရောဟိတ်မှဆက်တလာသည့်ပရပိုက်တစ်ခုမိဖုရားကြီးရဲ့အဆောင်တော်တွေကတွေ့ရှိခဲ့တာပါဖေဟာခရီးပါကျုပ်ဖြစ်ထည့်ထားသည့်ထိုးပေးလွှာကိုစပြူထုတ်ကြည့်လိုက်တော့မြေပုံတစ်ခုဖြစ်နေသည်ဒီထက်စိတ်ဝင်စားစရာကောင်းတာကစက်ကြမင်းရဲ့မိဖုရားဖြစ်ထိုက်တော့12ခုမေထပ်ပို၍လှပသည်မင်းကလေးတူ၏လက်ကြီးကတစ်ချက်ပင်ရုတ်တရက်ကြည့်လိုက်ရင်ထိုမိဖုရားရဲ့ပုံတူကြီးလို့ထင်ရပေမဲ့မျက်လုံးနဲ့နှာခမ်းတို့ကွဲပြားပြီးစေကြောတဲ့အရွယ်သာရှိအောင်မီပေါ့သူမကဘာတူလဲမှန်လားပါအရှင်မင်းကြီးဖေဟာကျွန်တော်မျိုးရဲ့သခင်စင်ရင်မင်း၏အကိုတော်နှင့်မိဖုရား12ခုမယ်တို့၏သမီးတော်ပါအခုနတ်တွင်ထဲမှာရှိသလားစပြူဒီပါကဟင်းသာတိုင်းပြည်ရဲ့ပလင်ပေါ်မှာရှိနေသေးသည်မင်းသမီးလူကိုမွေးပြီးရနဲ့မေတော်မိဖုရားကြီးကဘယင်စင်ရင်မင်းမသိအောင်ကျွန်းတစ်ခုမှာဖွက်ထားခဲ့တာပါတကယ်လို့သိသွားရင်အကိုတော်နဲ့ရရချင်းသွေးဖြစ်လို့ဒီအတိုင်းအရှင်ထားမှာမဟုတ်ကြောင်းပါဖေဟာထိုဘရင်ရဲ့အဆွဲလန်းကြည့်ပုံကိုစပြူဒီပါမျက်ခုံးတစ်ဖက်ပင်သွားသည်ဘာပဲပြောပြောကန်တရားကသူ့ကိုမျက်နှာသာပေးနေတော့မယ်ဒီမြေပုံအတိုင်းသွားပြီးမင်းသမီးကိုငါကိုရထံဆောင်ယူခဲ့ချေမြေပုံနဲ့ပကြီးပါတဲ့ပရပိုက်ကိုရဲကောင်စီလှမ်းပေးရင်စပြူပြောလိုက်သည်ရဲကောင်ကဥညွတ်ပြရနဲ့မင်းသမီးကိုတဲဆောင်မှုထွက်ခွာသွားလေသည်စပြူကတော့နတ်ဆိုင်ရာသူရိယမြို့တော်ကိုသာပြန်လဲကြွမြန်းပြီးခေါ်ဆောင်လာမယ့်မင်းသမီးကိုဆောင်နေ၏ပင်လေပြင်းရဲ့တောင်ရင်ဆက်မှာစားချက်နေကြသည့်လူတစုရှိသည်နေဘူးရှိန်ပြင်းတော့လဲမမှုတိဟန်ခေါင်းပေါင်းများဖြင့်တောင်ပြင်းပေါ်တွင်တကုတ်ကုတ်သူတို့ဘေးကနေစော်ကစားဖြတ်သွားသောခလေးငယ်များထိုထဲမှတစ်ခွပန်းခက်ကလေးကန်လာသောခလေးတယောက်ကကန်းဆက်ရဲ့တစ်ဖက်အရေးရှိသောအပင်တွေဘက်ကိုပြေးလာသည်အပင်အောက်မှထိုင်နေသောလူနှစ်ဦးအနက်ခန္ဓာကိုယ်ကိုပုံညှက်၍ဝါဝင်းသည့်အသားရည်ပိုင်ရှင်ထံကမ်းပေးလိုက်၏မမအတွက်အညူရောင်ရင်ငန်းကိုခြုံလာတပတ်ဖြစ်ခြေမျက်စိဖုံးသောလုံကြီးကိုဝစ်ဆင်ထားသည့်သူမကအပြုံးလေးဖြစ်ယူလျက်နတ်မောင်သောတပတ်ရှူစတုံးပေါ်ပန်လိုက်သည်ပန်းလေးတွေပေးပြီးတာနဲ့ကန်းဆက်ဘက်ကိုပြန်ပြေးထွက်သွားသောခလေးကိုလိုက်ကြည့်နေရင်သူမမျက်နှာပေါ်ကအပြုံးလေးတွေကတဖြည်းဖြည်းရက်တန့်သွား၏အကြောင်းမှာအနက်ခံမှာနေဝင်းပုံစံအမှန်ဖြင့်တိုက်လေကြီးများကတရွေ့ရွေ့ကန်းဆက်သို့နီးကပ်လာသောကြောင့်ပင်ဆိုထိန်နေသောကျွန်းသူကျွန်းသားအတွက်ရင်မောရင်ကိုယ်တိုင်လည်းနှီးတွေကိုမြင်တာနဲ့အရှိမကာရက်လိုက်ခါစိုးထိန်နေသောကျွန်းသူကျွန်းသားများအတွက်ရင်မောရင်ကိုယ်တိုင်လည်းနှီးတွေကိုမြင်တာနဲ့အရှိမကာရက်လိုက်သည့်လူရဲ့လက်မောင်းကိုအာကိုတကြီးစုပ်ကိုင်းလိုက်သည်မေတော့တခုခုဖြစ်နေပြီထင်တဲ့အကို